ပူပြင်းလွန်းတဲ့အပူရှင်ကြောင့်ဒီမိန်းကလေးကသူ့အဝတ်အစားတွေကိုချွတ်လိုက်ပါတယ်အားလုံးကိုအံ့အားသင့်သွားစေတာကတော့သူဟာတောင်ကမ်းပါးပေါ်ကနေတန်းပြီးခုန်ချလိုက်တာပါပဲသူ့ရဲ့တငယ်ချင်းတွေလည်းထိတ်လန့်သွားပြီးဘာဖြစ်သွားလဲဆိုတာကိုအပြေးအလွှားသွားကြည့်ကြပါတယ်အောက်မှာရေကန်တစ်ခုရှိနေတာကိုအဲ့ဒီတော့မှသူတို့တတိထားမိလိုက်ကြတာပါသူကအပူဒဏ်ကိုတက်တာအောင်ရေစင်းချိုးချင်ယုံတက်တာပါပဲဒါကိုမြင်လိုက်ရတဲ့ချက်ကလည်းရေထဲဆင်းကျင်စိတ်ကိုမထိန်နိုင်တော့ပါဘူးဒါပေမဲ့သူအင်ကြီးတောင်မချွတ်ရသေးခင်မှာပဲအနာကတခုခုကြောင့်သူလန့်သွားခဲ့ပါတယ်တခုခုကသူတို့စီတိုးကတ်လာနေတယ်လို့ခံစားလိုက်ရတာပါချက်ကရေထဲကနေအမြန်တက်ဖို့အော်ပြောခဲ့ပြီးမြနောက်ကျသွားခဲ့ပါပြီအဲ့ဒီထက်တော်ကြီးကမိန်ကလေးရဲ့နောင်သားလေးမှာပဲရောက်နေပါပြီမျက်စိတမိတ်အသွဲမှာပဲမမီရတဲ့အင်အားတစ်ခုကသူ့ကိုရေရောက်ချဲဆွဲနေသွားပါတော့တယ်ဘာဒီဖြစ်ပြသွားလဲဆိုတာကိုကြံတဲ့သူတွေဘာမှမသိလိုက်ကြပါဘူးနောက်တစ်စက္ကန့်မှာတော့အဲ့ဒီမိန်ခိဟာနာချီမှုတွေနဲ့အတူရေဘောကိုပြန်ပေါ်လာပြီးယုံကန်နေပါတယ်သူတို့ဝိုင်းကူညီချင်ကြပြီးမြဲရေအောက်မှာဘာရှိနေမှန်းဘယ်သူမှမသိကြပါဘူးဘာလို့ဘာကန်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာအန်နာကကြောက်ခဲတလုံးကိုကောက်ကိုင်းထိရေကန်လေးကိုဖိပေါက်လိုက်ပါလေကန်ကောက်ကျင်တော့ရေလွှိုင်းတွေထွက်သွားတာကအလုတ်ဖြစ်သွားခဲ့ပါလေအဲ့ဒီအတန်းကြောင့်တက်တော်ကြီးစားတခြားဘက်ကိုလွှဲသွားခဲ့တာပါဒီအခွင့်ရေကိုအမိယာစုပ်ကင်ပြီးချက်ကပိတ်မိနေတဲ့မင်္ဂလိကိုကယ်ဖို့ရေထဲခုန်ချလိုက်ပါတယ်ဒါပြီးနဲ့သူတို့ပြန်လာမှတော့အဲ့ဒီတက်တော်ကြီးကလမ်းကြောင်ပြောင်းလာခဲ့ပါတယ်ဒီတခါတော့သူတို့နေရာလုံးကိုဖိမှတ်ထားနေတာရှင်းနေပါပြီလူသားတွေနဲ့အဲ့ဒီတတဝါဆိုးကြီးချာမှာတည်ရရှင်ရေးတိုက်ပွဲတစ်ခုစတင်ပါတော့တယ်နောက်ဆုံးမှာတော့ချက်ကဒဏ်ရာရနေတဲ့မိန်ကလေးကိုကမ်းပေါ်ရောက်အောင်ဆွဲတင်နိုင်ခဲ့ပါတယ်သူရဲ့တတိရှိမှုကမိန်ကလေးရဲ့နှလုံးသားကိုသိမ့်ပိုင်နိုင်ခဲ့တာပေါ့ဒီဘေးအန်ဒီရဲ့ကနေလွတ်မြောက်လာလို့အားလုံးကဝမ်းသာနေကြပါတယ်ဒါပေမဲ့တကယ်ဘေးအန်ဒီရဲ့ဆိုးကြီးကအခုမှစတင်ဥမှာပါ